ဒါကတော့2026မှာထွက်ရှိထားတဲ့မြန်မာစကားကောင်းလေးပဲဖြစ်ပါတယ်ဒီစကားရဲ့နာမည်ကတော့လာတစင်းရဲ့အိမ်အပြန်ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီစကားလေးကတော့တကယ်ကြည်လို့ကောင်းတဲ့စကားလေးလည်းဖြစ်တယ်ဘာလို့လဲဆိုတော့ဒီစကားတကယ်ပြီးပြန်တယ်တဘာဝကြတယ်တဘာဝကြအောင်ရိုက်ထားတယ်ကျွန်တော်မြန်မာစကားစိတ်ဝင်စားတဲ့ဒူတော်မှာတစ်ခါတလေအားတဲ့ချိန်ကြတော့ကြည်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ idol ကြီးကျွန်တော်တို့အားကြရတဲ့ကိုကြီးနေထူနိုင်လဲပါတယ်ပြီးရင်တော့ပိုင်တစ်ခွန်လဲပါတယ်ဆိုတော့ဒီစကားထဲမှာတကယ်ဝရန်တရုပ်ဆောင်မင်းသမီးကြီးမေတ္တာနွားလဲတကယ်အရေးပါတဲ့မိခင်နေရာမှာဒါမှမဟုတ်အဓိကဆက်ဆောင်တူအနေနဲ့လဲပါဝန်ရိုက်ကူးထားတာလဲဖြစ်ပါတယ်ဒီစကားထဲမှာတော့ action မင်းသားကြီးနေထူနိုင်နိုင်ငံတကာထိပြတက်တွေအားပေးမှုရရှိထားတဲ့ပိုင်တခွန်ဝရနုပြတုဆောက်ကောင်းတွေအများကြီးစုံစုံလင်းလင်းနဲ့ရရှိထားတဲ့စကားကောင်းလေးလည်းဖြစ်ပါတယ်